ရှောင်းစီသူများနေမိညာပြောင်းမိမိသက်တာဖယ်လေးဆုံးရှုံးဘယ်သူသွားရမိမသိတော့ကသူဆွေချင်းများဆိုရင်စိတ်လေးဒီတော့ကကြာလောကစီရဲ့ငိုချွေးဝမ်းနေဒီလောကထဲမှာပါလေအဖေရဲ့မှာလုံမြောက်ဖို့ရန်ဘယ်ကဲတော့ဒီတော့ပြူမီနေထာဝရအသက်ရှင်ဖို့ယခုစဉ်းစားပါတင်အောင်ရဲ့အတွေ့ဒီချဖို့ရဆုံးဖြတ်ပါကျွန်တော်တို့ရဲ့အသက်ကနေမင်းညပြောက်လို့ပြောပေမဲ့ယခုပြောက်တဲ့အသက်တာဖြစ်ပါတယ်။ဒီချိန်မှာကျွန်တော်ရဲ့ဝိညာဉ်နေဆုံးသွားမယ်ဆိုတာဘူးမှမပိုင်ဘူး။မနှက်ပြန်အတွက်လည်းကျွန်တော်တို့မပိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့ကောင်းကျင်သွားမှာဒီခဲသွားမှာကျွန်တော်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေဖြစ်ပါတယ်။ကျွန်တော်ရဲ့ကိုယ်ပိုင်ရွေးချယ်မှုတွေဖြစ်ပါတယ်မိတ်ဆွေ။တရားပြမှာလုံးမြောက်ချမ်းသာပျော်ရွှင်ပေါ်ရန်ကဲ့တင်ပါရှင်ယေရှုခရစ်တော်ခေါ်နေတဲ့ကိုနာထောင်းပါနေချာကျိုးပဲချီမွာစိတ်နှလုံးလေးနောင်တရာ၍ပြေဝချကထံတော်ကိုလာခြေကဆူတောင်းတော်အခါယေရှုရှင်ကဲ့တင်မှုသည်အပြည့်များပေတော်နေစေကြောထာဝရအသက်ကိုပေးတော်မူသည်လူတိုင်းလောကတွေစိတ်သာယုံစည်ယုံကြည်ပါဒီအတ္တဒီမြင်ညပြောက်ဖြစ်တဲ့အတ္တဖြစ်တဲ့ကြောင့်လို့မိတ်ဆွေရဲ့ယုံကြည်ခြင်းမိတ်ဆွေတို့ရဲ့ဆုံးဖြတ်ချက်အပေါ်မှာမိတ်ဆွေတို့ရဲ့ရွေးချယ်မှုအပေါ်မှာပုံကြည့်ပါမိတ်ဆွေရောက်စတဲ့ကိုနားထောင်ပေးတဲ့အတွက်လည်းသူပဲကျေးဇူးတင်တယ်ရောက်စတဲ့လည်းချမ်းသာကောင်းချီးပေးပါစေစိတ်ချမ်းသာခြင်းခန္ဓာချမ်းသာခြင်းဝိညာဉ်ချမ်းသာခြင်းရောက်စီတိုင်းခံစားရရှိပါစေကျေးဇူးတင်ပါတယ်